ထွက်မသွားပါနဲ့ဒါပေမဲ့မင်းနဲ့ဘဝကိုတည်ဆောက်ဖို့အတွက်ပဲတဲ့ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ဝေဒနာတွေငါ့ကိုတပုံကြီးပေးခဲ့ပုံပြောခဲ့သလားချစ်သူရဲ့စဉ်းစားတိုင်းငါထိတ်လန့်နေခဲ့ငါနောက်ကွယ်မှာနင်းဘလို့ရှိမယ်ငါမသိခဲ့